သူရိန်နေမင်းကြီးကအရှိဘက်တောင်တန်းနေကြတဲ့ကနေပဇွန်စီရောင်လင်းရောင်ကြီးတွေကိုလောကတခွင်ပြုတ်ဝံချလို့ဆဲဆဲအချိန်ကြီးငတ်တာရကတို့ရဲ့တာယာနာပြောပွဲအတန်လေးတွေနဲ့အတူတာယာကုန်းရွာလေးကတက်ဝင်လှုပ်ရှားလာပြီမနက်အာယုံတက်ချိန်လဲလဲကိုင်းနဲ့ဆင်းကြတဲ့တောင်သူလယ်သမားတွေရဲ့စကားသံဟဲ့ညိုနဲ့ဖိသားကြီးမြန်မြန်သွားပါဟာဆိုတဲ့လှဲသမားတွေရဲ့အတန်တောင်းနေပလုံးတွေထိပြီးတော့ထွက်ပေါ်လာတဲ့တကွမ်းကွမ်းအတန်တွေကြောင့်လဲတာယာကုန်းရွာလေးကပို့ပြီးတော့တက်ဝင်လာခဲ့တယ်ဆိုရင်လည်းမမှားပါဘူးအလားတူပဲရွာထိပ်ကတဲအိမ်လေးမှာလည်းရေနံစီမီးအိမ်မိမ့်မိန်လေးကထွက်ပေါ်လာပါပြီမကြခင်မှာပဲတဲအိမ်လေးရဲ့ဘေးဘက်ကထန်လက်တွေကထားတဲ့အကြော်တဲလေးမှာမီးခိုးအူလေးတွေတလွင့်လွင့်တက်လာတာကိုမြင်ရတော့မှာပါအဲ့ဒီအကြော်တဲလေးကတော့မက်ရင်လှရဲ့ကိုပိုင်ဝင်ငွေကိုရှာဖွေပေးနေတဲ့ကုမ္ပဏီကြီးတစ်ခုပေါ့ဗျာတားကြီးရေတားလူလေးအောင်မြတ်တာထားတော့လေမိုးတောင်းနေပြီအမေကြော်ကြော်ဖို့မီးမွေးထားပြီးပြီလူလေးထားတော့အောင်မြတ်တာလည်းလက်နှစ်ဖက်ကိုစံတန်းပြီးတော့အကျော်ဖြီလိုက်တယ်ပြီးတော့အိမ်နောက်ဖေးကရေအိုးတဲကရေကိုအုံမခွက်နဲ့ခတ်ပြီးအမေစင်သင့်ပြင်ပေးထားတဲ့မီးသွေးခဲနဲ့သွားတိုက်ပလုတ်ချင်းပြီးတော့အိမ်မော်ကိုပြန်တက်လာတယ်ညီမလေးထွေးငယ်ကတော့အိမ်မော်ကျနေတော့အဲ့ဒါနဲ့ပဲအိပ်ပျော်နေတဲ့ညီမလေးရဲ့နှစ်ဖူးပြင်ကိုအသားအရာဖွားဖွားလေးနမ်းပြီးတော့နေဆာတူဝကိစ္စတွေကိုအမေနဲ့အတူဝိုင်းလုပ်ဖို့တက်ကြွတဲ့ခြေလမ်းနေနဲ့အကျော်တဲလေးတွေကိုဝင်လာခဲ့တယ်မိဖို့ဝေးမှာအလုံများနေတဲ့အမေကအပြုံးလေးနဲ့စီးကြူတယ်အဲ့ဒါကတော့အောင်မြတ်တာတို့ရဲ့မိသားစုလေးပါမရင်လာမှာကယောက်ျားမရှိတော့ဘူးအငယ်မလေးဖြစ်တဲ့ထွေးငယ်လာသားရွယ်လောက်မှာပဲလဲတဲကိုဆင်းရဲနဲ့ပိုးထိပြီးဆုံးပါသွားခဲ့တယ်အဲ့ဒီအချိန်ကအောင်မြတ်တာကတော့9နှစ်သားပေါ့လူမမဲကလေးနှစ်ယောက်နဲ့မရင်လာကတော့ဘဝရဲ့ဒုက္ခတွေကိုခါးစည်းခံပြီးကျွေးမွေးလာတာအခုဆိုရင်အောင်မြတ်တာလေးတော့မှ73နှစ်ကျော်လို့14နှစ်ထဲကိုဝင်มาတော့လားထွေးငယ်လေးကတော့10နှစ်ကျော်လေးပဲရှိသေးတယ်အဲ့ဒါနဲ့ရွာထိပ်ကတဲလေးမှာပဲအကြော်ကြော်ရောင်းရင်းနဲ့သားမိ3ယောက်ဘဝကိုရှုံးမပြီးပဲပျော်ပျော်ရွှင်ရွှင်နေလာခဲ့တာအခုဆိုရင်အောင်မြတ်တာလေးတောင်အားကိုးလို့ရနေပြီတားရီဘူးဒီလေးလှိထားလိုက်အမေစီယိုးတည်ထားတယ်စီယိုးပူတာနဲ့အစင်းနဲ့ကြော်လို့ရအောင်လို့အောင်မြတ်တာတယောက်နေစဉ်လုံနေကြလှုပ်ဖြစ်လို့ကျွမ်းကျင်စွာပဲဘူးဒီတစ်လုံးကိုအလဲကခွဲပြီးတော့အနီးတော့အစိတ်လေးတွေလှိလိုက်တယ်အမေရပြီဘူးဒီကအစင်းသစ်ဖြစ်ပြီစီပူရင်ကြော်လို့ရပြီနော်အေး